ကျွန်ုပ်သည်ရှာလော့ဟောမ်ကသူထုံးစံအတိုင်းရှင်းလင်းစွာပြောပြသည်ကိုစိတ်ဝင်စားစွာဖြင့်နားထောင်ခဲ့ပြီးဖြစ်ပါသည်အရှက်အလက်အများစုမှာကျွန်ုပ်ဒီပြီးသားအရှက်လက်အများဖြစ်တည်တယ်၎င်းတို့၏အရေးကြီးပုံနှင့်၎င်းတို့ရှင်းဆက်နွယ်နေကြပုံတို့ကိုမူကောင်းစွာသဘောပေါက်ခြင်းမရှိသေးပါစထရီကရဲ့ပေါ်မှာတွေ့ရတဲ့ဓာတ်တန်ညာဟာအောက်နောက်ကိုထိခိုက်လို့ကြောင်ကဒန်းရုံကန်ရန်ကိုတားနဲ့ကိုပြန်ခိုက်မိတာမဖြစ်နိုင်ပြီဘူးလားဖြစ်နိုင်အောင်တည်းမကားဘူးဗျဒီအတိုင်းဖြစ်ဖို့တော်တော်ကြီးကိုအလားလာများနေတယ်ဒီအတိုင်းသားမှညာတော့တရားခံဖို့အားကိုးရမယ်အချက်တစ်ချက်အယောသွားပြီဗျပလိုက်ပြက်ကတော့ဘယ်လိုများယူဆတဲ့တုံးဗျဘယ်လိုပဲယူဆချက်တွေထဲမှာဟာခွဲတွေရှိသမဲပဲဗျစင်လုံးချောမနေဘူးပလိုက်ကတော့ဖစ်ရိုင်းဟာညထိုင်ကောင်လေးကိုစိတ်ခတ်ပြီးတော့တူနေမျက်စောင်းကိုဖွင့်တယ်အရွေခိုင်ဖို့ကြီးရွယ်ရှင်နဲ့မျက်ကိုပြန်ပေးဆွဲတယ်လို့ယူဆတယ်ညက်ဆက်ပြောဆုံးနေပုံတော်တရားခံကမျက်ကိုစက်တာပြီးယူထားပုံရတယ်တရားခံကမျက်ကိုထောက်တကားကိုဟင်းလင်းဖွင့်ထားပြီးမျက်ကိုစစ်ချက်ကွင်းပက်ကိုဆွဲသွားအောင်တူတယ်အဲ့ဒီမှာတဲ့နော့ခတ်ထရိုင်နာစထရီကလိုက်လာပြီးနေအောင်သားစကားများကြရဲ့ဖီဇူရိုင်းကလက်ထဲမှာပါလာတဲ့ခဲတီတောင်းနဲ့ထရိုင်နာခေါင်းကိုရိုက်လိုက်တယ်ပြန်ပြီးကာကွယ်တဲ့အနေနဲ့စထရီကဒါနဲ့ထိုးလိုက်ပေမဲ့တရားခံကိုမတီးဘူးညက်တကူဟာညက်ကိုတနေရာမှာရင်လဲဝက်ထားရမယ်ဒါမှမဟုတ်သူတို့နေရောလုံးထွေးတပ်ပုံနေတော့ညက်ဟာလူထက်သွားပြီးခုလောက်ဆိုရင်စက်ချက်အထဲမှာရင်လဲရှိနေရမယ်လို့ဘလိုက်ကယူဆတယ်ကျုပ်ကတော့သူတို့အဆိုတိတ်လက်မခံစလောက်ဒီပြန်ယူဆချက်တွေကတော့ဒါပြီးတော့မရှိနိုင်သေးတယ်ဒါပေမဲ့အရှင်းအခင်းဖြစ်တဲ့နေရာကိုရောက်သွားရင်တော့လက်တွေစမ်းသပ်လို့ရတော့မှာပါလေခုနေ့အရှက်လက်မပြေဆုံးသေးပဲနဲ့တောင်းစင်ကြီးများရှော့စင်းစားနေလို့ကတော့ဒီရက်ပါမှာထူပြီးအပြေထွက်လာမှာမဟုတ်တိုင်းတကူအလဲမှာပန်းချာတဲ့စိုက်တခုကဲဆိုစစ်ဝိုင်းတောင်ရှိနေတော့ဒါမိုးနဲ့အလဲတွင်ရှိသည့်ဒါဘစ်စတော်မြို့ကလေးတို့ကျွန်တော်တို့ရောက်သားသည့်အချိန်၌နေတော်ဆုံးခဲလေးပြီးဘူတာရောင်တန်းကျွန်တော်တို့အားဆုံးချိုလျက်ရှိသည့်လူနှစ်ယောက်ကိုတွေ့ရတယ်တယောက်မှာအယံညံ့ညံ့ဥပရိယောကောင်းကောင်းလူတယောက်ဖြစ်ပြီးရှန်သေးလေးဆန်ကဲသို့ရှည်လျားတဲ့စံပင်မောက်ဆိုင်မွေးနဲ့ဆူရှာပြလေတော့မျက်လုံးများရှိလေတယ်အရှားတယောက်မှာလူသေးသေးနဲ့ခတ်တွေ့ဖြစ်ပြီးအပုစားကိုတာရတန်ရှင်းစွာစတိန်ချာချာဝူစန်တာသူတယောက်ပြည်လျက်ကောက်အင်းကြီးရှေပါတော့ကိုဝူစန်ထားလေတယ်တာရစွာဖြတ်ထားသည့်နောက်ခမ်းမွေးကျန်ဆွဲများရှိပြီးမျက်မှန်တစ်ဖက်ကိုလည်းတတ်ထားလေတယ်ထိုလူမှာနာမည်ကျော်မြန့်ပိုင်ရှင်ပုံမူကြီးရော့ဖြစ်ပြီးနောက်တစ်ယောက်မှာအင်္ဂလန်ဆောင်ထော့လောကရနာမည်ကြီးတဲ့အင်စပက်တာဂရီကိုရီဖြစ်ပါသည်မစ္စတာဟောမ်ဆင်းလာတဲ့ဝမ်းသာပါတယ်ခင်ဗျာဟောဒီကအင်စပက်တာကြီးကတော့လောက်ဆရာရှိတာတွေကိုအားလုံးလောက်ပြီးတော့ရှိပါပြီဒါပေမဲ့ကျွန်တော်ထရိုင်နာတည်ရတဲ့အတွက်ရေကျွန်တော်မြန်ကြီးပြန်တွေးဖို့ကိစ္စရင်းနဲ့ပါတယ်လို့ကတော့လောက်ဆရာရှိတာကိုအကောင်လောက်ပြီးရေဆောင်ရေဖြားလိုက်ကြည့်ရှင်တယ်ခင်ဗျာပုံမကြီးရော့စကပြောလိုက်တယ်နောက်ထပ်ပါများထူးသေးတယ်လေရှာလော့ဟောင်းကမေးလိုက်တယ်တိတ်တော့မထူးလာပါဘူးမစ္စတာဟောင်းဘလိုက်အင်စပက်တာဂရီကိုရီကပြောလိုက်တယ်ဘူတာအပြန်ဖက်မှာအမှုဖွင့်ရထားပါတယ်မမောင်ခဲရှုခင်းလေးပါလေးကြည့်ချင်ကြကြည်နိုင်အောင်ဆိုပြီးအမှုဖွင့်ရထားကိုပဲယူလာခဲ့တာအမှုအကြောင်းကိုတော့လောင်းချမှာပဲဆွေးနွေးကြတာပေါ့နောက်တမနီခံကြတော့ခါ၌ကျွန်ုပ်တို့ဒီအမှုဖွင့်ရထားကလေးပေါ်သူရော့လျက်ရှိကြပြီးခဏအကြာလျင်သူစမ်းသည့်တီပုံရိုင်းရမြို့ကလေးထဲမှာဖြတ်ရင်မွန်းလာခဲ့ကြလိမ့်တယ်ပလိုက်အင်စပက်တာဂရီကိုရီမှာအမှုအကျိုးညာများကိုမိုးမုံအောင်ပြောဆိုလာကကျမ်းညာချက်ပေးလျက်ရှိပြီးရှာလော့ဟောင်းမမူကစကားမပြောလာပဲတခါတရံတည်းမိခွန်းထော့မေရှာအာမေတိတ်တံပြူရှာစတီတူလောတာပြုလုပ်တတ်ပေးတယ်ဘုံမကြီးရော့စ်မှာတန်ခွန်ကိုမိလျက်လက်ပိုက်လိတ်လာလျာခေါင်းပေါ်တွင်ဆောင်းထားသည့်အောက်ထုတ်သည်သူမျက်နှာပေါ်သို့ရှော့ချလျက်ရှိတယ်ကျွန်ုပ်ကစုံထောင်းနေရောက်ပြောဆိုနေသည့်စကားများကိုစိတ်ပါဝင်စားစွာနားထောင်လျက်လိုက်ပါလာခဲ့လေတယ်ပလိုက်အင်စပက်တာဂရီကိုရီကယထာဘော်တုံးကရှာလော့ဟောင်းပြောခဲ့သည့်အတိုင်းသူကိုယ်ပိုင်ယူဆကိုတင်ပြလျက်ရှိလေတယ်အခုဒီတော့ဖစ်စရိုင်းဟာပိုက်ကွန်ထဲမှာအစင်သားမိနေပြီဗျကျွန်တော်တို့လူရှင်တဲ့လူဟာသူပဲဖြစ်ရမယ်လို့ကျွန်တော်ထင်နေတယ်ဒါပေမဲ့မျက်မှန်တက်တဲ့မရှိပဲပတ်ဝန်းကျင်တက်တဲ့အထောက်အထားနဲ့ဆွဲရတာဖြစ်လေတော့နောက်ထပ်အထောက်အထားတစ်ခုပေးတာနဲ့တပြိုင်နက်အရှိန်နဲ့မျိုးပြောင်းသွားနိုင်တယ်ဆိုတာကိုလည်းကျွန်တော်သိမှပြပါတယ်
စထရီကရဲ့တတ်တန်ကရောလေကြတော့တော့မှကိုတမြောင်နဲ့ကိုပြောင်ထုံးမိတယ်လို့ပဲကျွန်တော်တို့ယူဆတယ်ယထာပေါ်မှာတော့ကကြုံမိုက်ဆွေတော်တာဝါဆန်ကလည်းဒီတိုင်းပဲထမ်းချပြီးခဲ့တယ်ဗျဒီလိုဆိုရင်ဖီစရင်အပေါ်မှာပူပြီးပြီးသွားပြီတာပေါ့ဒါပေါ့ပူပြီးလေးသွားတာပေါ့သူလက်ထဲမှာတားလည်းမရှိဘူးတောင်ညာရထားတဲ့လက္ခဏာလည်းမတွေ့ရဘူးပြီးတော့တက်တိခါထောထားကလည်းတော်တော်ကြီးကိုခိုင်လုံနေတယ်ဖီစရင်ကဖေဗရိုက်ဖြစ်နေတဲ့မြန်ကြီးပြော့သားစေချင်တယ်ညထိုင်းကွန်လေးကိုစိတ်ကတယ်လို့ထင်ရှားအကြောင်းတွေရှိနေတယ်အခင်းဖြစ်တဲ့ညကမိုတယ်လိထဲမှာအပြင်ရောက်နေတယ်သူလက်ထဲမှာလည်းခဲတီတက်တဲ့ဟန်တိုင်တောက်ကြီးကိုကင်ထားတယ်သူလက်စည်းကိုတီသူလက်ထဲမှာတွတ်တရတယ်ဒီလောက်ဆိုရင်ရုံတင်ဖို့အတော်ကြီးကိုခိုင်လုံသွားပြီထင်တယ်ကျွန်တော်ကတော့လူပဲထင်တယ်ခင်ဗျရှာလော့ဟမ်ကခွန်ကိုရမ်းလိုက်ရင်ဒီလောက်နဲ့တော့မရသေးဘူးလေရှင်ဒီကောင်းကောင်းနဲ့တွေ့လိုက်ရင်တာတွေအလုံးဖီဖြစ်သွားနိုင်တယ်တရားခံကပါစီလို့မြင့်ကိုမြင့်ဆုံးအပြင်ပဲတောက်သွားရတယ်လေမြင့်ကိုတဆောင်တရားတန်ညာရအောင် location လဲဆိုရင်စွန်ထဲမှာပဲလောက်လို့မရှိနိုင်ဘူးလားပိတ်မောင်ကိုပေပရာစိဆိုင်ကဝေလာခဲ့တာလေသူကပါကြောင်ရောရတယ်လေပြီးတော့တရားခံဟာတနေသားဒီနေကိုကောင်းကောင်းကြွမ်းတာမဟုတ်ဒီလိုသစိမ့်တယောက်ကငွေချလို့နမီကြောင့်မြင့်တကောင်ကိုပင်နေရမှာတောင်းရထားမလဲညတိုင်းတငယ်ကလေးကိုပေးပါလို့ပြောပြီးကမလေးကိုထုတ်ပြတဲ့စာရွာဘာသာရွက်လို့သူကပြတ်ထားတယ်လေသူကတော့အဲ့ဒီစာရွက်ဟာ10ပုံတန်ငွေဆက်ကိုတွေ့ရပါလို့ပြတ်ထားတယ်ဗျအလားတူ10တန်တွေ့ရကိုလည်းသူဒီအိုက်ထဲမှာတွေ့ရသေးတယ်ဒါပေမဲ့အချက်တွေကတော့ဒီတော့ကြောက်စရာမရှိလားပါဘူးဒီတရားခံကဒီနေမှာလူဆိုင်တက်တော့မဟုတ်ဘူးဗျຫນွေတော့ကတာပစ်စတော့ကိုနေကြိုင်တော့လာနေတော့ဘူးတဲ့ပိတ်မုံကတော့ဒီမှာမဝယ်ပဲလမ်တန်ကဝယ်လာတာဖြစ်မှာပေါ့တော်ကလည်းတုံးပြီးဖြစ်လေတော့မလူတော့တဲ့အတွက်တနေရာမှာလှမ်းကြည့်ခဲ့တာမဖြစ်နိုင်ပြီဘူးလားညင်ကတော့ရှုပ်တခုထဲမှာဖြစ်စကြက်ခွင်းထဲကကြော့ချင်းတချမ်းထဲမှာပဲဖြစ်ရှိနိုင်တယ်ဗျလက်စီးကိစ္စကိုကသူကဘယ်လိုထွက်ထားတယ်လဲလက်စီးကတော့သူလက်စီးပဲတဲ့ဒါပေမဲ့အဲ့ဒီလက်စီးကပျောက်သွားတဲ့ဗျညင်ကိုပါပြီလို့စွန်ကထုတ်သွားတယ်လေဆိုတာနဲ့အဲ့လိုကတော့အမှုထဲမှာနော်ထားစဉ်းစားစရာအတိတခုပေါ်လာတယ်ရှာလော့ဟမ်ကနားကိုဆွင်ထားလိုက်တယ်အရှမ်းဖြစ်တဲ့တနင်္လာနေ့ညတုန်းကအရှမ်းဖြစ်နေတဲ့နေရာနဲ့တမိုင်လောက်အခွာမှာဂျီပစီတတိုက်စကန်ရှာသွားတဲ့လက္ခဏာတွေကိုတွေ့ရတယ်နောက်တနေ့ကျတော့သူတို့မရှိကြတော့ကြောင်းသွားကြတယ်ဒီတော့အကယ်၍ဖြစ်စရိုက်နဲ့ဂျီပစီတွေကြားမှာနတ်လင်မှုရှိခဲ့ရင်စထရီကနောက်ကလိုက်လာတဲ့အချိန်မှာသူဟာမြင်းကိုဂျီပစီတွေရှိရကိုဆွဲသွားနေတာမဖြစ်နိုင်ပြီဘူးလားခုနေဆိုရင်မြင်းဟာဂျီပစီတွေလက်ထဲမှာရောက်မနေနိုင်ပြီဘူးလားဖြစ်နိုင်ပြီတာပေါ့အခုကျွန်တော်တို့လူတွေစကြက်ကွင်းကြီးကိုပိုက်ဆိုင်တိုက်ပြီးဂျီပစီတွေကိုရှာနေကြတယ်ခင်ဗျပြီးတော့တာပီစတိုနဲ့ဆင်မိုင်ပတ်လင်းမှာရှိတဲ့မြင့်ဆောင်တွေကိုလိုက်ရှာပြီးအဲ့ဒီနားမှာလည်းတခြားထရိုင်နာတွေမြင့်ဆောင်တစ်ခုရှိတယ်မဟုတ်လားရှိတယ်ခင်ဗျ get better ရဲ့ဆွန်အဲ့ဒီအချက်ကိုလည်းကျွန်တော်တို့လိလူပြူထားလို့မဖြစ်ဘူးအဲ့ဒီဆွန်ကမြင့်က Desparo တဲ့ငွေကြပြီးရင်သူလည်း favorite ပဲဒီတော့အဲ့ဒီဆွန်ကလည်းငွေကြပြောင်းဆောင်တဲ့အတွက်အကျိုးရှိနိုင်တယ်မြင့်ဆောင်ဖြစ်တယ်အဲ့ဒီဆွန်ရဲ့ trainer စီလာဘရွန်ကလည်းတော်တော်များများလွန်ထားပြီးတီတူစစ်တွေကလည်းမတက်မြကြဘူးခင်ဗျတိုးတော်လေသူမြင့်ဆောင်ကိုကျွန်တော်တို့စစ်ဆေးကြည့်ခဲ့ပြီးခုကိစ္စနဲ့ပတ်သက်လို့တဆုံတရာပတ်သက်တဲ့စေးတဲလုံစားဆိုလို့ဘာမှမတွေ့ခဲ့ဘူးဒီလက်ခံဖီဆိုရိုင်းနဲ့ကက်ပေရာမြင့်ဆောင်နဲ့ပတ်သက်ဆက်စားတာမျိုးဆိုလို့တခုမှမတွေ့ရဘူးပေါ့ဘာမှမတွေ့ရဘူးဗျရှာလော့ဟမ်ကယထာနောက်ခေါင်ကိုမီလီယာထိုင်လိုက်တယ်သူတို့နေရာစကားပြသွားလိတယ်မီနီအနေငယ်ဂျာတိကနိုင်ကျွန်တော်တို့ဤယထာသမားများသည်တစ်စက်နဲ့ရှာရသည့်အောက်တိုက်အနီကလေးတလောင်းရှိတယ်ယထာကိုရလိုက်လေတယ်အဝိရှိမြန်ခွင်းတစ်ဖက်တည်းတင်ဖုံးရောက်အောက်ကျုံမိုးထားသည့်အစောအောင်ခက်ရှိတခုကိုမြန်နေရတယ်အရှာတုံးဖက်တယ်မူစကြက်အော်ရှိရှိမန်းကိုလှမ်းမြန်နေရပြီကြီးလေးရတွင်ရွက်ဟောင်းတို့ကြွေစားပြုနေတဲ့ရှုံးတယ်များကြောင့်ရှုခင်းသည်ကြီးနီအောင်ပေါ်လျက်ရှိလေတယ်ကောင်းကင်နောက်ခံတွင်စကြက်ကွင်းပြန်ကြီးမှာညမဆောင်နိုင်အောင်ကျေပြန်လျက်ရှိပြီးတနေရာတွင်မူဒါပီစတိုမြန်ဆောင်များနဲ့အနောက်ဘက်တွင်ကက်ပေရာမြန်ဆောင်ရှိရာအိမ်စုကိုမြန်နိုင်ပြီတယ်ကျွန်တော်တို့အားလုံးယထာပေါ်မှာဆင်းကြတော့လေရှာလော့ဟောင်းမှယထာနောက်ခေါင်ကိုမိကသူရှိတဲ့မြန်နေရသည့်ကောင်းကင်ကြီးကိုစူးစိုက်ကြည့်လျက်ရှိပြီးကိုအတွေးနဲ့ကိုညံ့တယ်လျက်ရှိလေတယ်ကျွန်တော်ကပခုံးကိုတိုးလိုက်သည့်အခါမှာရှာလော့ဟောင်းကအရာမှာလမ်းလို့လာသူကဲ့သို့ဖြောင်းခနဲထားကယထာပေါ်မှာဆင်းခဲ့လေတယ်ရှာလော့ဟောင်းဒီလကွန်အအန်တော်ကြည့်လျက်ရှိသည့်ပုံမူကြီးရော့စပက်တို့လဲကပုံမူကြီးရေခွဲလို့ပြနော်
ကျောက်ကကျုပ်စိတ်ကူးနဲ့ကျုပ်မိုင်းနေတာအဲ့ဒီလိုပြောလိုက်တယ်ထို့အချိန်မှာရှာလော့ဟောင်းရဲ့မျက်လုံးများမှာအယွန်တလဲလဲတော့ပါလျက်ရှိပြီးစိတ်လှုပ်ရှားနေတဲ့ပြန်မနေရှုပ်တိထားရတဲ့ဟမ်မျိုးကိုသူ့အမူအရာထဲတွင်ကျွန်တော်တတိပြုလိုက်မိလိတယ်အမှုနဲ့ပတ်သက်၍တဲလုံစားတစ်ခုကိုတွေးထားလျံဤသို့ဖြစ်လေရှိကြောင်းကိုကျွန်တော်ရဲ့အတွေ့အကြုံရတီထိုက်တော့လဲထိုတဲလုံစားကုမ္ပဏီတို့မြေပုံရလိုက်တီကိုကကျွန်တော်မှမစင်းစားတဲ့အောင်ဖြစ်လျက်ရှိနေတယ်အရှမ်းပြည်တဲ့နေရာကိုအခုရရှမ်းသွားကြည့်ရှင်သလားမစ္စတာဟောင်းအင်စပက်တာဂရီကိုရီကမေးတယ်ဒီနေရာမှာခဏလောက်နေပြီးမိခုံကလေးတစ်ခုနှစ်ခုလောက်မေးရှန်သေးတယ်ဗျစထရီကရဲ့အလုံးကိုပြန်တယ်လာခဲ့တယ်နော်ဟုတ်စားဟုတ်တယ်ဗျသူကိုအပေါ်ထမ်းမှာထားတယ်မပြတ်ဖြံမနေ့ဖြံမှာရောင်စစ်ချက်ရှိတယ်ပုံမူကြီးစီမစထရီကအလုံးလုံးလာတာတော်တော်ကြပြီပေါ့အလုံးတိစရှိတဲ့တပေကောင်းတူပါဗျာစထရီကရဲ့အလုံးကိုဒီတော့ကသူ့အိုက်ထဲမှာတွေ့ရတဲ့ PC တွေကိုစိတ်ရလောက်ထားတယ်နော်အင်စပက်တာကြီးစီးတွေကိုသူ့အတိုင်းရှေ့ရလေးရမပြတ်ထားပါတယ်မစ္စတာဟောင်းဒီရှန်ရဲ့အခန်းထဲမှာရှိပါတယ်ဟာတိတ်ကောင်းတာပေါ့ဗျာဒီစာလောင်းရဲ့အချက်ကိုနားဆင်ဖို့တဲ့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီး ခေါင်းလောင်းလေးကို on နိုင်ထားပေးဖို့တောင်းဆိုချင်ပါတယ်